တရားတော်နာကြွရောက်လာကြသောယောဂီသူတော်စင်များအားလုံးမိမိတို့ခန္ဓာကိုယ်အရိယာပုဂ္ဂလိမြတ်တစွာထိုင်ပြီးတော့အာယုန်တစ်ပါးစိတ်မသွားစေဘဲနဲ့တရားတော်ကိုနာယူနိုင်ကြပါပြီ။ဒီနေ့သာသနာတော်နှစ်1550ပြည့်နှစ်ကောဇာတက္ကရာ1368ခုတဘူရွယ်လပြည့်ကျော်12ရက်2009ခုနှစ်2လပိုင်း73ရက်နေ့ညကျေးဇူးတော်ရှင်ဧကမဟာပန္တိတမိုးကုတ်ဆရာတော်ဘုရားကြီးဤတရားဌာနမန္တလေးမြို့အကွက်120ရုံးသာရရုံးသာဓမ္မယုံတော်ကြီး၌မန္တလေးမြို့လေးပြင်းလေးရအတွင်းတရင်သုံးနေထိုင်တော်မူကြကုန်သောဘုရားမှုရှိသောသံဃာတော်ရှင်သူများအပေါင်းတို့အားဥထိပ်ပန်ဆင်လျက်မြို့မိမြို့ဖလူကြီးမင်းများအားအမှုထား၍တရားပွဲတော်ဖြစ်မြောက်ရေးအကျိုးတော်ဆောင်အဖွဲ့မှကြီးမှုကျင်းပပြုလုပ်အပ်သောမိုးကုတ်ဝိပဿနာ9ညတာအထူးအလုပ်ပေးတရားပွဲတတိယညဓမ္မဒါနကုသိုလ်ရှင်များဖြစ်ကြသောအကွက်120ရက်ကံဝင်းရနေအမိဒေါခင်ကြီးသမီးမတ်ကောက်ငုဝါသိမ့်ဖနတ်ဆိုင်ကိုင်းတန်းစီမန္တလေးမိသားစုတို့မှလူရန်ပြုလုပ်အပ်သောဓမ္မပူဇနီယအခါကာလသမယ၌တရားတော်နာကြွရောက်တော်မူလာကြကုန်သောယောဂီသူတော်စင်များအားလုံးစိတ်ချမ်းသာခြင်းကိုယ်ဤကျမ်းမာခြင်းပြည့်စုံစွာနဲ့ဦးဇင်းတို့ဟောပြောပြသမဲ့သစ္စာတရားများကိုနားလဲနာနိုင်ကြပါစေနားတဲ့အတိုင်းလဲသိကြပါစေသိတဲ့အတိုင်းလဲဒီဘဝဒီခန္ဓာမစွန့်ကြခင်တန္တရာဒုက္ခလက်စသိမ့်နိုင်သောပုဂ္ဂိုလ်ပုဂ္ဂိုလ်များဖြစ်ကြပါစေလို့ရှိဥစွာမေတ္တာဘုဒ္ဓပေးလိုက်ပါနော်သစ္စာတရားတော်တို့ကိုဟောကြားရာ၌အနန္တဂုဏ်၏ကျေးဇူးရှင်များဖြစ်ကြသောဘုရားယရဏတရားယရဏသံဃာယရဏတော်မြတ်သုံးပါးတို့နှင့်တကွအမိဖဆရာသခင်ကျေးဇူးရှင်အပေါင်းတို့အားပူဇော်ကျေးဇူးဆက်သောအဖြစ်၎င်းဥသိမ်းမျက်မှောက်သို့ယနေ့တရားနာကြွရောက်လာကြသောတန်တရာဤဆွေတော်မျိုးတော်အပေါင်းတို့အားကျေးဇူးဆက်သောအနေနဲ့ဟောကြားတော်မှာဖြစ်ပါလေအလုံးသောသူတော်ကောင်းအပေါင်းတို့လည်းမမေ့မလျော့မပေါ်ဆသောတတိတရားမလျှော့သောဇွဲလုံးလာလက်ကင်ထားပြီးတော့ဒီဘဝဒီခန္ဓာမစွန့်ကြခင်ကလေးမှာကိုဒုက္ခကိုလက်စသိမ့်နိုင်အောင်ကြိုးစားကြပါလို့ရှေးဥစွာလေးစားစွာနဲ့တိုက်တွန်းပါနော်မမေ့မလျော့မပေါ်ဆသောတတိမလျှော့သောဇွဲလုံးလာမနေ့ကဦးဇင်းတို့ညီညွတ်ရေးတရားနော်စုစည်းညီညွတ်မှုတော်ကောင်းတရားကလည်းဒီတိုင်းပဲညီညွတ်စီလုံးမိမှအင်အားရှိတတိဝရိယသမာဓိပညာတရားတရားတွေစီလုံးမှုမရှိရင်အင်အားမရှိဘူးအင်အားမရှိရင်လွတ်မြောက်အောင်လုပ်နိုင်ပါသူတော်ကောင်းလူကိုထိထိရောက်ရောက်မပြတ်သားနိုင်ဘူးပေါ့နော်အခုတန်တရားတစ်ခွင်မှာကိုယ်စလို့သူတော်ကောင်းလို့ဒီတိုင်းပဲဘာတစ်ခုကိုမှလွတ်စွန့်လွတ်ပြီးတော့ရဲရဲရင့်ရင့်မလုံရဲခင်အဝိဇ္ဇာနဲ့တဏှာရင်းခံအဝိဇ္ဇာတဏှာအုပ်ချုပ်မှုအောက်ကနေပြီးတော့ဥပါဒံဆွဲလန်းမှုခြေလေသမျှဒီကောင်လေးထဲမှာပဲလုပ်နေတာအခုအသိဉာဏ်ရှိတဲ့လူစင်ញင်တုံတရားရှိတဲ့လူတ
ဒီလူတွေလည်းဘာလုပ်နေလဲတာရေးသမီးရေးစီးပွားရေးအတွက်စားဝတ်နေရေးရုန်းကန်ဖြည့်ရှင်းရင်းနဲ့ချိန်ကုန်ရတာပဲကောင်းပြီဒါဖြင့်အသိဉာဏ်မရှိပါဘူးလို့ပြောတဲ့တိရစ္ဆာန်တွေကဘာလုပ်ကြအဲဒီစားဝတ်နေရေးအတွက်ရုန်းကန်ရင်းနဲ့ဘာလုပ်တာရေးသမီးရေးစီးပွားရေးဒါပဲမဟုတ်ဘူးလားကဲကြည့်ဥပါဒာရဲ့တတ္တိဆွဲလန်းမှုဟာဘယ်လောက်များအလေးထုံများခဲ့ပြီလဲမေးရင်တိရစ္ဆာန်ဖြစ်တဲ့ဘဝဘာမှမသိပါဘူးလူတွေလိုအသိဉာဏ်မရှိပါဘူးဆိုပေမဲ့သူတို့အိမ်တော်သားမွေးတတ်တယ်ဟင်ငါးပါးယုံကံမကုန်ခံစားရတယ်သာဝနေရေးအတွက်သူ့ဟာနဲ့သူဖြည့်ရှင်းတတ်တယ်ရှင်းလားရှင်းပါပြီအဲ့ဒါဘယ်သူခိုင်းတာလို့တဏှာဥပါဒံရဲ့ခိုင်းစီချက်ဘာလို့သူများခိုင်းတာခံရတယ်လဲမေးရင်ကိုယ်တွင်းတန်တန်မှာအဲ့ဒီကိလေသာကိုတွန်းလှန်ဖယ်ရှားနိုင်တဲ့သူတော်ကောင်းတရားအင်အားကမရှိပါဘူးစုစည်းမှုမရှိဘူးတတိရှိတဲ့အချိန်ဝရိယမရှိဘူးဝရိယရှိပြန်တော့သမာဓိကမရှိဘူးသမာဓိရှိပြန်တော့ဝရိယကတတိဝရိယသမာဓိပြည့်စုံနေပြန်တော့ပညာကရှိလားတချို့မြတ်ဥစ္စာတို့ဘာသာကြားတွေသာသနာနဲ့သူတို့ဘာသာသာသနာနဲ့သက်ဆိုင်တဲ့အထင်ကြီးပုဂ္ဂိုလ်ကြီးတွေဥစ္စာတို့မကြာခဏဆုံးရတိတ်ရင့်ကျက်တဲ့သမာဓိတွေတိတ်ကောင်းမွန်တဲ့စိတ်နှလုံးသားတွေဘုရားဘာသာမြန်မာလူမျိုးတွေမှာတောင်တွေ့ရခဲ့တဲ့နှလုံးသားတွေကိုသူတို့စီမှာတွေ့နေရတယ်။အော်ဒီလူတွေကသစ္စာသိရဲ့ကျွတ်တန်းဝင်ပြီလို့ဒီလိုဆုံးဖြတ်လို့ရတော့အတော်တော်တဲ့လူတွေတွေ့ဘူးပါတယ်။အဲ့ဒါပေမဲ့သူတို့မှာသတိဝရိယတမာတိပြည့်စုံနေပေမဲ့ပညာမရှိပါဘူး။သဘောပါသလားယုံကြည်ချက်သရာကလည်းသိထက်ထန်တယ်သူကိုယ်ကိုယ်မိတဲ့သိကပ်မိတဲ့ဘာသာပေါ်မှာအကျွမ်းမဲ့ယုံကြည်ထားတယ်သိထက်ထန်တဲ့သရာတရားတွေအဲ့ဒီသရာတရားဟာပညာနဲ့သာတွဲမိသွားရင်သိဖို့တန်ပြီပေါ့ထိုးသလိုဟောလို့သရာဆိုတာကပျောက်ကြားနော်ဝိုးတော်ပါဆွဲရပါသွားတာရှင်းသလားအဲ့ဒါမှဥပါဒနည်းနည်းလေးဒီနေ့ဟောမယ့်တရားနဲ့လည်းသက်ဆိုင်ပါတယ်မနေ့ကဒကာကြီးတယောက်ကျောင်းမှာတရားပွဲပြည့်လျှောက်ရင်းနဲ့သူ့ဖြစ်စဉ်လေးကိုလျှောက်တော့တပည့်တော်ပုဂ္ဂိုလ်ဒုနဲ့တွေ့ရင်ဖြစ်စီဒါမှမဟုတ်ရင်ထူးခြားတဲ့ကိစ္စတစ်ခုလုပ်နေရင်ဖြစ်စီစိတ်ထဲမှာတခုခုဝင်ပူးသလိုလက်သီးလက်မောင်းတန်းပြီးတော့ဘာဖြစ်တယ်ညာဖြစ်တယ်ထအော်ရတယ်အပြောရင်ဆိုရင်ထအော်ရောနော်အော်ပြီးတော့သူ့ကိုယ်သူပြန်ထိမှတယ်ဘုန်းကြီးအဲ့ဒါဘာကြောင့်လဲမင်းဘယ်လိုအကြောင်းကြောင့်မှလဲဗျာဆိုတော့တရားပွဲပြည့်လျှောက်စဉ်ကညတရားပွဲနဲ့စခန်းတရားကိုဦးဇင်းတို့ဖြည့်ရှင်းပြနေတယ်သူတို့စခန်းဖွင့်နေတယ်ဆိုတော့စခန်းဖွင့်ရင်တော့နည်းနည်းခက်ခဲတွေ့လိမ့်မယ်ဘာလို့လဲဆိုတော့ကျိုးတစ်ပါးလဲလာလို့မဖြစ်ဘူးနောက်ကအဖော်လဲပါရမယ်ဘာလို့လဲဆိုတော့စခန်းဖွင့်နေရင်စခန်းကြီးတစ်ချိန်လုံးဟာယောဂီတွေကိုမပြတ်စောင့်ရှောက်နေရပါတယ်လို့ဒီတိုင်းထားလို့မရဘူးလို့အဲလိုပြောထားတဲ့ရှေ့ကအခန့်လေးနဲ့နောက်ကသူဖြစ်လာတာလေးနဲ့ပြောပြတော့အဲ့ဒါပါပဲလို့လူစုလူဝေးနဲ့တရားလေးများစုဝေးပြီးအာထုံမိပြီးနာမိပြီးဆိုအဲ့ဒီလိုထဖောက်တတ်တာလေးတွေတော်တော်များပါတယ်လို့အဲ့ဒါတွေ့နေကြသေးပါလို့ဒကာကြီးဘာကြောင့်ထင်လဲတပည့်တော်မထင်တော့ဘူးဗျာတဲ့ထင်ထားတာများမရှိဘူးလားဆိုတော့မရှိပါဘူးဗျာဟုတ်ပြီမရှိရင်လည်းကောင်းတယ်တချို့ကြတော့လည်းဘာပူးတာလို့ညာပူးတာလို့ထင်တတ်တယ်နော်အဲဒါအာလဝကဟုတ်လားအာလဝကစေးထိုးထားတယ်ဆိုပြီးအာလဝကပူးတယ်ဆိုဝုန်းတိုင်းနဲ့တောင်းကြမ်းပြနေလို့ထေရန်တော်ကတော့တကယ်ချင်းတယောက်ဂုတ်ဖစီးပြီးတော့မျက်နှာလက်သိနဲ့ပိတ်ထိုးပြီးမင်းလားအာလဝကဆိုတော့ငါမအောင်လို့ပါကွာလို့ပြောမှုလေနော်ဒီတော့အာလဝကဆိုတာအဲ့ဒါလောကီဆရာတွေများဘလောက်ကြောက်เสียကောင်းလဲဆိုတာအာလဝကဘလူဟာဘုရားနဲ့တွေ့လို့တရားနာပြီးသောတာပန်တည်ပြီးပြီသူဟာဒီလိုမဟုတ်မမှန်လွဲမှားတဲ့ကြမ်းတမ်းတဲ့သဘောထားတွေသူ့မှာမရှိတော့ဘုရားထံမှာဝန်ခံသွားတာကိုကဘုရားတပည့်တော်သည်တဲ့ဘုရားတရားသံဃာယရနာမြတ်သုံးပါးတို့အာတတ္တဝါများကိုးကွယ်စိတ်ကပ်နိုင်ရန်ကြွေးကြော်ရင်းနဲ့စัจ java လာလှဲ့ပါမယ်ဘုရားလို့
နော်အဲ့ဒါကိုအလဝကဆေးဆိုပြီးတော့ထင်ရလျှောက်လို့ချင်းလုပ်ကြသေးတာတချို့ကလည်းအင်္ဂုလိမာလဘာဖြစ်တယ်ညာဖြစ်တယ်အင်္ဂုလိမာလရဟန္တာဖြစ်လို့ပြိဋိဘံစံသွားပြီပောရိသာရဆေးတဲ့ဆိုတာအင်္ဂုလိမာလဟာပောရိသာရပဲတရင်ဘဝကသဘောပါလားအဲ့တော့လောကီဆရာကြောက်ဆရာကောင်းတယ်ဆိုတော့ရှိသမျှအကုန်ခုလုံးလုပ်ပြီးသူ့ဘက်ပါအောင်ဆွဲမှာပဲအဲ့တော့အခုလည်းလက်သေးလက်မောက်တန်းပြီးတော့ဖြစ်တတ်တာဟာဒကာကြီးအမျိုးသမီးများကတစ်မျိုးဖြစ်နော်သူကတို့တုံးလာပြီးတော့အမျိုးသားများကတစ်မျိုးလို့အမျိုးသမီးများကလည်းတစ်မျိုးကြောင်ပါတယ်အမျိုးသားများကလည်းတစ်မျိုးကြောင်ပါတယ်ဘာကြောင့်ကြောင်တာလဲဆိုစိတ်ဓာတ်ခွန်အားမရှိလို့ဘာမရှိလို့စိတ်ဓာတ်ခွန်အားမရှိလို့ပါဗျာအဓိကအချက်ကဒကာကြီးမှတ်သွားပါလို့ဥပါဒံပါပဲဘာလဲဥပါဒံပါဗျာငယ်စဉ်တောင်ကြီးကလေးဘဝကဖြစ်စီမိမိတစ်ချိန်ချိန်တစ်ခါကာလကဤကဲ့သို့မိမိမျက်စိရှေ့မှောက်မာတော်၎င်းသူတစ်ပါးပြောတန်ကြားနေတော်၎င်းစိတ်ထဲမှာစွဲလန်းပြီးတော့ตาယာလို့စွဲနေတာရှိတယ်အဲ့ဒါလိုမူကျင့်နေကိုစိတ်ထဲကြိုက်နေတာကြိတ်ပြီးတော့ဟုတ်ပြီနော်အဲ့ဒီကြိုက်နေတဲ့စိတ်ကြောင့်အခုလိုထလုပ်နေတာလဲဖြစ်တတ်တယ်လို့နောက်ကြောက်ရွံ့လုံးအားကြီးခဲ့လို့အဲတော့အဲ့လိုဖြစ်တာကိုသိကြောက်တယ်ငါရှိပြန်အဲ့လိုဖြစ်ရင်ဘယ်လိုလုပ်မလဲလို့ကြောက်မိတဲ့ပုံကိုယ်တွေမှာအဲ့ဒီအကြောက်လွန်ပြီးတော့မှကိုယ်စိတ်ထဲမှာဒီအစွဲဟာအမြစ်ပါစွဲမြဲနေတဲ့အတွက်အဲ့ဒါလိုထဖြစ်တတ်ခြင်းဖြစ်ပါတယ်လို့အဲ့တော့အမြဲတတိရှိနေရင်ခုကကြီးကျိုးချစ်တွေပဲဝုန်းတိုင်းထပြီးတော့အခုချက်ချင်းပြန်ထိန်းသွားတာဘာကြောင့်လဲတပည့်အဲ့ဒါပါပဲထိန်းရင်ဖြစ်နေတယ်ဘာလို့မထိန်းသလဲလို့ဟုတ်ပါလားကျူပြီးတော့ပြောတတ်မယ်ဥဒ္ဓမင်္ဂလာရှိတော့အဲ့ဒါလိုမထိန်းမဲ့ဆက်ရှေ့ဆက်တော့မကြမ်းသွားနဲ့ပြင်းသေးတယ်လို့ပြောလိုက်မှာပဲဟုတ်လားပါနဲ့နားနဲ့တွဲမလားလက်သေးနဲ့တွဲမလားတစ်ခုနဲ့တော့တွဲတော့မှာပဲသူမင်္ဂလာတော့ဘယ်တော့မှရှုံးပေးမှာမဟုတ်ဘူးသဘောပါလားအဓိပ္ပာယ်မရှိမှအပိုင်သိထားတယ်လာပြီးတော့ရိုးတော့မလုံးအဖြေသိခြင်းလို့မေးတာမနေ့ကတခါကြီးကတော့သူအဖြေသိခြင်းလို့မေးတာဦးဇင်းဝမ်းသာတယ်ဒါကိုသိဝမ်းသာကုမဲမှာတယောက်ဒုမလေးတယောက်သူ့မလေးနဲ့လာပြီးပြောကြဆိုကြဦးဇင်းတို့တရားဟောပြီးတဲ့ခါကျတော့သူလာပြီးတောင်းပန်တယ်တပည့်တော်ရှေ့ချောင်းမလုပ်တော့ပါဘူးတဲ့ဘာဖြစ်လို့လဲဆိုတော့သူ့ကိုယ်သူတိုက်ဆက်လို့ဘာလို့နဲ့တိုက်ပူးတာလို့နဲ့အိမ်ကညာစားနေတာနော်တော့ဆို तू ကအဲ့ဒါလေးထားပြီးဖောက်လိုက်ရင်သူလိုချင်တာအကုန်ရတာကိုအဲ့တော့ဒါလေးထားဖောက်လိုက်တောင်းလိုက်တပည့်တော်ဝန်ခံပါတယ်တဲ့အေးဒါပဲပြီးတာပဲရှေ့မလို့နဲ့နောက်တော့လှုပ်ချင်လို့ပေါ့သူမေရောဖေရောအကုန်ခေါ်လာပြီးတော့သူမားခဲ့ပါတယ်ဆိုတာတောင်းပန်ရှာတယ်နော်အဲ့တော့ဒါလေးဟာသိတယ်မသိတဲ့ပညာလိုပါတယ်သို့တော့ဒီလိုဖြစ်နေတဲ့ပုဂ္ဂိုလ်တိုင်းကိုလည်းအထင်သေးရမှာလားလမ်းမှန်ပြဒီလိုလုံးဝအထင်မသေးပါဘူးနော်ကဲလည်းမကဲ့ရပါဘူးတချို့ကိုယ်စိတ်ကိုမနိုင်တာနိုင်အောင်လေ့ကျင့်ခဲ့ဘူးချင်းဒါကြောင့်ကိုယ်စိတ်ချမ်းသာနေနိုင်ဖို့အရေးဟာဘယ်ဟာအကြောင်းကောင်းမှလဲဘာဝနာအကြောင်းသင်ထားတယ်နော်ဟမ်စိတ်ကြံ့ခိုင်မှုရင့်ကျက်မှုတည်ငြိမ်မှုဆိုတာဘာဝနာအကြောင်းကောင်းဘာဝနာဓာတ်ခံမရှိတဲ့ပုဂ္ဂိုလ်ဟာလောကရန်နည်းနည်းလေးပုတ်လိုက်တဲ့သူကလှုပ်ပြီးသားဖြစ်နေတယ်အဲ့ဒီပုဂ္ဂိုလ်တွေလည်းပါလဲကိုယ်စိတ်နှလုံးကိုphysical effect အရာပြောရရင်ရုပ်ပိုင်းဆိုင်ရာလိလာချက်အရာပြောရရင်တော့နှလုံးအားနေသောပုဂ္ဂိုလ်များအသေးအားနေသောပုဂ္ဂိုလ်များခုနကလိုဖောက်ပြန်ခြင်းတွေဖြစ်တတ်တယ်နှစ်ပိုင်းလုံးရှင်းပြလိုက်နောက် psychology နည်းအရပြောရင်ဆွဲလန်းတဲ့စိတ်ယောဂတစ်ခုဆွဲကပ်နေခြင်းဖြစ်ပါတယ်ရှင်းလားတောင်းဆိုအောင်တော့ရှင်းပြလိုက်တာပဲကိုတတ်သမျှမှတ်သမျှပေါ့လေနော်တက္ကသိုလ်ဇာမွေး၄နှစ်လုံးရွှီလာတာဆိုတော့အရာရာရွှီတတ်ပါလေဒါရှင်းတတ်သလားကဲအခုတောင်းပိုင်းက psychology ဘိုင်းကကြည့်ရင်လည်းအားနည်းချက်ဒါ disease ယောဂတစ်ခုဖြစ်တယ်နောက်တစ်ခါနော်ရုပ်ပိုင်းဆိုင်ရာဘက်ကနေ physical ဆရာဝန်များအနေနဲ့ပြန်ကြည့်ရင်နှလုံးအားနေတယ်အသေးအားနေတယ်ကြောက်ချင်းယွန့်ချင်းထိတ်လန့်ခြင်းတွေဆိုတာအသေးကြောင့်ဖြစ်ကြတယ်အသေးငယ်တဲ့ပုဂ္ဂိုလ်ဟာတာမန်ပုဂ္ဂိုလ်တွေအသေးငယ်တဲ့ပုဂ္ဂိုလ်ဟာကြောက်တတ်တယ်ပ
င်ကိုပီဇကိုကဘာဖြစ်လဲကြောက်တတ်တယ်အဲ့ဒါကိုကြောက်တတ်လာကြီးရဲ့လို့အပြစ်မတင်ပါနဲ့အားပေးပါဖိမပါစိတ်ဓာတ်ကြံ့ဆိုင်မှုရအောင်ကူညီပေးပါသဘောပါသလားအဲ့ဒါနားလည်အောင်ပြောနေတာအပြစ်တွေထပ်သင်ပြီးတော့အကျွေးသစ်တွေတင်ကြမှာဆိုလို့ခံနေရတဲ့လူကအဟောင်းဟမ်ပြုတဲ့လူကရှင်းသလားအရာတိုင်းမှာအကြောင်းရှိတယ်အကြောင်းကိုနားလည်အောင်ကြိုးစားရ